ပြေးပြေးပြေးနဲ့တက်မယ်အကျဉ်းတော့တေးမလျှော့နိုင်ဘူး ဖေး ဟုတ်ဟုတ်တာပါကိုမပေါ့ဒီလောက်နဲ့တို့ကြလိုက်တော့ဒါတို့ကလူနေဝဲဝင်လာပြီးမှရိုက်ပြီးတော့ပုံလေးပြောဒီဘက်ချမ်းကပြောတယ်ဒီဘက်ချမ်းကပြောတယ်ဘယ်ကပူလာโอเคရပြီကျေးဇူးတင်ပါတယ်တော့ပြီကိုအောင်ဒီပါငါဘက်ကမလို့ငါတို့ရိုက်အဲ့ဒီပိုင်းလိုက်ကဘာလို့လဲရလားကိုရလားရပြီအဲ့ဒီလိုက်မနေနဲ့နော်ကိုကိုငိုနေရောကလိုက်မနေနဲ့အဲ့ဒီလိုလိုက်ချက်ပေါ်ပြောနေတာသိနေနေရတယ်တော့ရပြီပြေးပြေးရတော့ထွက်တော့မှာရလားโอเค good ဒီလောင်းလေးပြန်နီးနေမယ်ပြန်ဟဲ့တကယ်ရိုက်ထားတယ်ဟေးဒီကိုထွက်မှာမလားလင်ငယ်လေးอ่ะเนาะဘာဒီဘာလေးလက်တော်ရီလက်တော်ကြီးပြလိုက်ပြောနေပြီလေပြပြီကင်မရာအကြိုက်ယူလာတာကျွန်တော်ပေါ်နေလို့အောက်ကမြော်ကြီးဝင်လာပြီအောက်ကဒုံကြီးဒုံပါမြောက်လိုက်ဒုံပါမြောက်လိုက်မျက်နှာလက်ဟန်ချင်နေကမျက်နှာကိုကွယ်သွားရယ်နော်တိုက်ထားကိုရိုက်ကိုဝင်လာထက်ကျွေးကိုထက်ကျွေးကိုလက်ထိုက်ရိုက်တယ်လက်တွေပါလို့ရတယ်လက်ကပါလို့ပြောင်းနေအိုက်တင်နေလက်ဟန်ချင်နေပြောတာဖတ်ခိုင်းတာတော့မဟုတ်ဘူးပြောင်းနေတယောက်ကုတ်ဆွဲကြဟုတ်ဒီဟာဒီနေ့မင်းလည်းကဲနေကြတယ်ပေါ့ဒီနေ့တော့ဟောတော့အဲ့ကိုအဲ့ကိုဟုတ်လေကိုဟာလားမင်းဒီနေ့မင်းကဲနေကြတယ်ပေါ့ဟဲ့လားဘယ်မလို့ရေမပြောင်းကလေးညာလက်မထောင်လက်မထောင်ကိုတော့သင်ပြေလားလို့လက်မထောင်ပြလိုက်အောင်ကောင်မလေးကိုလက်မထောင်လိုက်သင်ပြေလားအေးဟုတ်တယ်အဲ့ဒါငါကြည့်ပါလို့နေတယ်အဲ့သင်ပြေပါလို့ပြောတာဘောဘောတော့ပြောတယ်ဘောနဲ့ဘောနဲ့ပြီးရွာခဏလေးပဲလာဝင်ဒီခုမှလာတောင်းမှန်းဟုတ်ပါဘူးငါတောင်းမှန်းဒါကမတော်တဆဖြစ်သွားတဲ့ကိစ္စလုံးဝမတော်တဆမဟုတ်ဒါနဲ့သမင်သက်သက်ယူပြီးဖြစ်တာနော်ရွေပါဘူးငါနင့်ကိုတောင်းမှန်းမှာဘာဖြစ်လို့ဒါမတောင်းမှန်းနဲ့ဟာနင့်ကိုမုန်းသွားပြီလားလောက်ပါလေငါတောင်းမှန်းမှာငါလူမျိုးတောင်းမှန်းစိတ်တွေစိုးနေစောက်ကြည့်ချလိုက်ငါသမင်သက်သက်လောက်တာမဟုတ်ပါဟာဒါမတော်တဆဖြစ်တာပါလေရောက်ငါလုံးဝမယုံမဟုတ်ပါဘူးတကယ်ကြီးငါနဲ့ကိုရှင်းပြပြစေဦးမှာလုံးဝရှင်းမပြ sorry ဘာမှလာရှင်းမပြ sorry ပဲတကယ် sorry ပဲတကယ်နောက်တော့ဒီမှာမော်ရီယာကညတော့နောက်ကလီစိတ်ဆိုးလေ
ပြောင်းပြောင်းရတာလားရတိုင်းကြသူတို့နေတော့ဘူး 哪里不行？ အဲ့တော့ဘုံပေါ်တက်လိုက်ပြီဂရီပြေးနော်လက်တန်းချင်းချက်ရမှာကွာလက်နိုးရဘိုးစောဟိုဘက်ကိုရှင်းပြနေတာဟုတ်လားညော်လေးကဟိုဘက်ကအကြောင်းအရာကိုသိတယ်ကိုကြီးဟိုပါလေနင်းကလည်းဇွန်ရှင်းပြတယ်ဟုတ်ကိုကြီးညီမလေးသိတာမဟုတ်ဘူးလားဖြစ်နေတာလက်ညိုးကိုဇူးနေလက်ညိုးကိုဇူးနေလက်ညိုးကိုဇူးနေအဲ့အောင်ဒီဘက်လက်ညိုးမပတ်ပြီးလက်ညိုးကိုလက်ညိုးစီကောပိုင်းလက်ညိုးကိုဇူးနေပါရပြီကတ်ရောကင်မရာရပြီကိုကြီးဖုန်းဆက်မယ်လား တောင်းမင်းရဲ့ခုရဲ့ဘဲကြောင့်ချင်းအောင်မှာကျေးဇူးတင်စကားပြောကြရင်စီမီမော်တို့ပြကြပါရှင် အခုဟာတော့ကိုစောသူခင်ရဲ့ဒုတိယမြောက်ဒီ series ဖြစ်ပါတယ်ပထမပိုင်းတော့ကျွန်တော်တို့ကဒီစိုင်းသမားလေးပုံစံမျိုးနဲ့အဆိုတော့ဒီလိုပြောဆောင်နေတယ်ဒီခါတော့ပထမ series နဲ့တူတဲ့တမှုပွဲပြတဲ့ဖြစ်ပုံစံလေးနဲ့ကျွန်တော်တို့ပုံပေါ်ထားပါတယ်ရတာမျိုးတွေနဲ့ကျွန်တော်တို့ဟာလေးပေါင်းမယ် fantasy ပေါင်းမယ် drama ပေါင်းမယ်နောက်အလွန်လေးပေါင်းမယ်ပေါ့စံမျိုးတွေလည်းသူပေးဖို့လို့တက်ထားတာပါလေကျွန်တော်တို့ဒီလိုလေReady ba? Nhảy đá đi. Nhảy đá đi.